ဒါလွန်ခဲ့တဲ့ကျွန်တော်တို့ဒီ6နှစ်ကျော်ဗီဒီယိုပေါ့နော်6နှစ်ကျော်ဗီဒီယိုမှာဒါဆင်ထားတဲ့ကျွန်တော်တို့အတွဲလေးပေါ့နော်ကျူဖိုးနှစ်စုံနဲ့အောက်ကစူပါတာကိုတစ်စုံနဲ့ဘာလို့ကျွန်တော်တို့စီမှာဒီခုလိုမျိုးဆင်နေသူတွေပေါ့နော်ဆင်တဲ့ audio ဝါသနာရှင်တွေတအားများလဲဆိုတော့ကျွန်တော်တို့စီမှာကဒီဂျိုရီယာဘက်ကနေမှခုလိုမျိုးပေါ့နော်ကျူဖိုးဆိုလဲအတွဲလိုက်ကြီးခုလိုမျိုးလာတာမဟုတ်ဘူးပေါ့နော်အောက်ကစူပါတာကိုဆိုလဲခုလိုမျိုးအတွဲလိုက်ကြီးလာတာမဟုတ်ဘူးပေါ့ကျွန်တော်တို့စက်ရုံမှာကျူဖိုးဆိုရင်လဲဒီ CNC set တွေနဲ့ထုတ်ပြီးတော့ပေါ့နော်ကိုကြိုက်တဲ့ speaker series ကိုကျွန်တော်တို့ကောက်ပြီးတော့ထည့်လို့ရမယ်ကျွန်တော်တို့ game မှာဆိုရင်လည်း15ဆိုရင်လည်း9မျိုး10မျိုးပေါ့နော်အောက်ကဒီ18 super turbo ဆင်းမယ်ဆိုရင်လည်းအဲ့တိုင်းပဲကျွန်တော်တို့ဒီ series တွေအမျိုးရှိတာပေါ့နော်ပထမတော့ကျွန်တော်မေးဟိုက်နေနဲ့စဉ်းစားမယ်ဆိုရင်လည်းဒီ15လက်မမှာကကို့မှာဒီ amplifier ရှိပြီးသားဆိုရင်ဒီ amplifier watt track နဲ့ပေါ့နော် watt track နဲ့ကျွန်တော်ပြန်ပြီးတော့ချိန် amplifier watt track ကကြီးထားရမယ်ပေါ့နော်အကြမ်းမြင်ပြောမယ်ဆိုရင် amplifier watt track ကြီးထားရမယ်အနည်းဆုံး 30% လောက်တော့ကြီးထားရမယ်ကျွန်တော်တို့ဟုတ်လားအဲ့လိုမှမဟုတ်ဘဲနဲ့ပြောင်းပြန်နေထားကျွန်တော်တို့ဒီ amplifier သေးနေမယ် speaker တကယ် heavy သုံးထားတယ် coin 4 coin 5သုံးထားတယ်ဆိုရင်ဘာမှကျွန်တော်တို့အသုံးမဝင်ဘူးပြောလို့ရတယ် speaker ကြီးဖြစ်နိုင်လို့မင်းတစ်လုံးကိုကျွန်တော်တို့ဒီ30 40ပဲပေးရပေါ့နော်နောက်ကပုံမနိုင်အလကားပဲအဲ့တော့ကျွန်တော်တို့နောက်ကကိုယ်စီမှာပုံရှိရဆိုရင်ပုံရဲ့ watt track နဲ့ချိန်အိမ်အိုးမှာဘယ်လောက်ထွက်တယ်4အိုးမှာဘယ်လောက်ထွက်တယ်ဆိုတာသူ့ရဲ့ဒီကျွန်တော်တို့ဒီကက်တလော့ထဲမှာရေးထားတယ်ပေါ့နော်ဒါဆိုရင်ဟာလာအပေါ်15မောင်းကိုကျွန်တော် amplifier အသေးနှလုံးပေးထားတယ်နှလုံးက15 8လုံးမောင်းပေါ့နော်ကျွန်တော်4ပေါ့တချမ်းကိုကျွန်တော်တို့ဒီ speaker 2လုံးနဲ့ speaker 4လုံးပေါ့နော်ကျွန်တော်တို့ဒီ4000ပုံခေါ်တာပေါ့ဗျာကျွန်တော်တို့ဒီအလွဲခေါ်မယ်ဆိုရင်တော့အပေါ်က15နှစ်စုံမောင်းပေါ့ပုံသေး2ပုံပေးထားတယ်အောက်က super tower အတွက်ကကျွန်တော်အကြမ်းမြင်ပြောမယ်ဆိုဒါဝက်6000ပုံပေါ့နော်18ကျွန်တော်တို့4လုံးပေါ့နော်1200 1500 2000ထိပေါ့နော်တခြားနှလုံးနဲ့4လုံးမောင်းလို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ18ကိုမှတက်တိုးခြင်းနေဆိုရင်တော့နောက်ကအောက်ကဒီပုံးမှာကျွန်တော်တို့ဒီတက်ပြီးတိုးရမှာပေါ့ခုဟာလာကျွန်တော်ပေးထားတာက crossover ဆိုရင်လည်းနှလုံးနဲ့ mid height အတွက်ကတစ်လုံးပေါ့နော် subwoofer အတွက်ကတစ်လုံးအဲ့လိုမှမဟုတ်ဘဲနဲ့ digital သုံးခြင်းနေဆိုရင်လည်းရတယ် digital ကတော့ကွန်ပျူတာနဲ့ setting ထည့်ပြီးတော့တခါတည်းချိန်ထားတာဆိုတော့ဘာမှချိန်စရာပြုစရာတော့မလိုဘူးပေါ့နော်ပြန်ချိန်မယ်ဆိုရင်တော့ digital ကတော့အလုံးများတာပေါ့ဒါပေမဲ့အများဆုံးသုံးတာကတော့ခုလိုမျိုး manual ပေါ့နော်နယ်ဘက်မှာအများဆုံးသုံးတာတော့ manual ခုတွဲထားတာဆိုရင်ဟလာအပေါ်ကဒါမိုက်ဇာကဘေးကကျွန်တော်အသေးပဲမိုက်ဇာထွက်လာတဲ့တွဲနီးပေါ့နော်တွဲနီးပြောမယ်ဆိုမိုက်ဇာထွက်လာတဲ့ကျွန်တော်တို့နှစ်ချောင်းဟိုမှာကျွန်တော်တို့ဒီ output ပေါ့နော် output နှစ်ချောင်းဟိုမှာကျွန်တော်တို့ဒီ crossover လေးထည့်ပြီးတော့အတန်ပြန်ခွဲထားတာပေါ့ speaker တွေအားလုံးကိုသူ့အလုပ်သူလုပ်ခိုင်းထားတာပေါ့ mid height က mid height လို့ subwoofer လို့ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ခုလိုမျိုး heavy တွဲထားပြီးတော့မှအတန်ကဝတ်နေတယ်အတန်ကမထွက်ဘူးဆိုရင်ကျွန်တော်တို့နောက်က jack ခွက်တွေ face မှန်နေကျွန်တော်တို့ပြန်ပြီးတော့စစ်ဖို့လိုတယ်